နေကောင်းလားကောင်းတယ်သူမရှိပဲငါနေနိုင်နေပြီဆိုပြန်ပေါ်လာတယ်တမောင်မောင်နဲ့သရောင်းသားမ哎呦我的妈Oh shit ဘာတူလဲညောင်းဘာတူလဲလို့ပြောနေရညောင်းဟာနာမည်မင်းနေရဘာတူလဲလို့ကြောင်ဟဲ့ကြောင်အဲ့ဆိုလဲပြီးတာပဲโอเคဘလို့အမအိုးကရှယ်ပဲအမအိုးမရောက်ဘူးမောင်လေးဒီနားမှာအိုးနဲ့တူတဲ့အရာလဲတော့ခုမှမတွေ့မိပါဘူးဘယ်နားမှာလဲမောင်လေးအမကဖုန်းရောက်တာမောင်လေးဖုန်းနဲ့အိုးနဲ့တော့မောင်လေးမတဲခွဲတော့ဘူးလားအမဒန်အိုးလည်းမရောက်ဘူးရှေးအိုးလည်းမရောက်ဘူးနော်ဖုန်းမဲရောက်တယ်မောင်လေးဖုန်းလို့ကျင်မမစီကိုလာခဲ့အိုးလို့ကျင်နေဆိုတော့အိုးတွေစီကိုသွားမောင်လေးမမအိုးမရောက်ဘူးနော်โอเคအခုခဏအိမ်ကိုကျွန်တော်ဘာလို့လဲဆိုပြပြမယ်နော်မပျော်သွားနဲ့နော်ကျွန်တော်တရားလာတိုက်တာဗျမပျော်နေလို့ကျွန်တော်တော့ပြောအဲ့မပျော်နဲ့မပျော်နဲ့ကျွန်တော်မကြည့်မော်နဲ့မပျော်လဲတော့မလာတော့ခဏခဏပြတာနော်ညီမကိုမေးစားရှိမေးလေညီမမှာရေးစားရှိရှိတယ်လေဘာလို့လဲသူနဲ့ကြာအောင်မှာကိုကညီမကိုချစ်နေရလားအဲ့ဒါဆိုခဏဆောက်သိမကြဘူးသူနဲ့ပြတ်တော့မှာโอเคအဲ့ဒါလူငယ်လည်းနားမလဲဘူးဘာလို့လဲဗျာသမင်းစားပြီးဖင်ခံလည်းမစေးသွားဘူးပကံလည်းစေးမသွားဘူးကိုကင်လာရေးတဲ့ညာငါခေါ်လို့ရစောက်အား nice ဘာမှမလုပ်ပကံလာရေးနဲ့ကျမကိုချင်းတစ်ချင်းတစ်ပုတ်လောက်ဆိုပေးပါတဲ့ကျွန်တော်အတန်ဝင်လို့ပါလေနော်ကိုဒိန်းတော်ကျွန်တော်အစားဆိုပေးပါမယ်အတန်ဝင်နေရှာထုတ်လိုက်ပါဘာလို့ရလဲရခင်သေးနဲ့ပန်းမလို့သေးနဲ့ပြန်မလို့ပကံလာဟိုတဲ့စုတော်ဝင်9000စုချင်းပြပါလေဟုတ်ကဲ့ထီပေါက်ပေါက်ချင်းပေးပါမယ်ဒီဆိုင်ရှင်းမှာငုတ်တုတ်ထိုင်ပြီးစောင့်ဒီမှာမမောင်လေးလို့သာတခွန်းနဲ့ခေါ်လိုက်ကျွန်တော်ရှာထားတဲ့ပတ်စံ45သိန်းရမမအတွက်အဲ့45သိန်းပဲရဂွေးစီထွက်တော့မှာပေါ့ဟာ哎呦我的妈4 3 2 1 action အော်ညံ့ညငွေတင်းကောင်းထွေခင်းစားလို့ရပြီမယ်တည်ချင်းတရားဆိုတာတည်ခွင်းကစားတယ်လို့ပါပဲ with it group drop မင်းမဟိုကရင်ကခဏငိုရနော်အော်ငိုရကြပြနှုတ်ပို့ဆိုရတယ်အဲ့ကြောင့်ငိုရတယ်ရှင်းမလို့ငိုနေတော့ကိုရကလေးကနိုးပို့ဆိုရတယ်လို့ဝင်ပါပါဟိုတောင်းရဲဟိုတောင်းပါရဲခဲရဲကြီးကြပြီးတောင်းဆိုရတာမြေလို့ရတွေး